လေးရမတူဘူးနော်လက်စီးပြန်ရတာဈေးစီအရင်ဆင်းပေးတော့ဟုတ်ရဲ့နော်ဈေးကဘယ်နှစ်ယောက်ဆက်လဲကလေးသူဒီ၈ယောက်ထိစီးလို့ရတယ်နော်ရှေ့ရောက်ဆိုရင်ဒီထဲအောင်စမ်း အကုန်စီးလို့ရတယ် သူတို့ကဘယ်နေရအောင်လဲ ဟောသူက4ယောက် သူတို့4တော့မရဘူးသူ ကွက်တစည်းဘယ်လောက်ဖြစ်သွားလဲ 1000မှရှိတယ် ဟုတ် ရှိဘူးလား အဲ့ဆိုရင် အခုတော့မရချင်သေးဘူး hey no smoking မရေးတာလေ beyond this point ကားလေးရတယ်ကျွန်တော်ဖုန်းဆက်ဘက်ကီတော့မှာလာတယ်ပြီးရင်အခုကျွန်တော်တို့ Bamboo House မှာအရင်ဆုံးထိုင်မယ် coffee လေးပဲတောက်မှာပေါ့နော်Bamboo House မှာကျွန်တော် coffee တောက်မယ်ပေါ့နော်ဘာရရမလဲဆိုတော့ကျွန်တော်လိုက်ပြပေးမယ်ဒီဘက်မှာဆိုရင်ထိုင်စရာနေရာပေါ့နော် reserve တော့လောက်ကထိုင်စရာနေရာလေးလည်းရှိရဗျရှုံနုံတော့ကျွန်တော်တို့ဒီဘက်ကနေလမ်းလျှောက်ပြီးတော့ဘက်ကီကဟိုဘက်မှာပြန်ဆောင်လိုက်တာလေဗျဒီဘက်မှာလမ်းလျှောက်မယ်ပြီးရင်ဒီဘက်မှာဆိုရင်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာရှိတယ်အဲဒီဘက်မှာတရားလေးပေါ့နော်9မိနစ်ကြော်လောက်တော့ရှောက်ရမယ်9မိနစ်ကြော်ပေါ့နော်ဒီမှာဆိုရင်တို့ဓာတ်လေးစာလေးရှိတယ်ဒီထဲမှာဆိုရင်ဓာတ်လေးရှိတယ်ခုနကကျွန်တော်လက်ကလေးတစ်ကောင်တွေ့ရဗျဒီဒါလေးကိုလမ်းလျှောက်သွားလို့ရှိရင်ခုနကကျွန်တော်ပြတဲ့နားနေဆောင်လေးရှိပြီးတော့ဒီနည်းနည်းအတွင်းထဲရောက်သွားလို့ရှိရင်အုံဆန်းဆန်းနဲ့တစ်ပီးနေအမြင့်ကြီးပဲလမ်းလျှောက်လို့တော်တော်ကောင်းတယ်ဆိုတော့အခုဆိုရင်10နိုင်ခွဲလောက်ရှိတယ်ဒါပေမဲ့ဒီနေအေးထဲမှာဆိုရင်တော်တော်လေးအေးတယ်ဗျမိသားစုတွေဒီထဲမှာအတူတူလမ်းလျှောက်တာပါဒီမှာတာတုနဲ့မိမနဲ့နောက်ဆုံးဒီဘက်ကီရဲ့လမ်းကြောင်းပေါ့နော်တဘာဝငှက်ဥယျာဉ်ဒီထဲမှာဆိုရင်ငှက်မျိုးရင်းစိတ်တော်တော်များများအဆုံရှိတယ်ဗျအောက်ချင်းကဘာအောက်ချင်းကပါဒါပါကောင်းသားလိုက်ဒါပါကောဩတက်တူကြီးဖြူလေးပါကျန်ရွှေရည်တဲ့ရှင်လည်း6ရက်ရွှေရည်တဲ့ဒါတော့လာရဲပေါ့ Golden Peace နဲ့ရဟိုမှာအမောက်ပါကတ်တော့ကတ်ကြီးတယ်ရွှေရောင်လေးတော့မင်းကဘောင်းမုံအောက်ကကောင်လာကြည့်အောင်ဘာကြီးလဲကြက်လားချိုးလားသိလေခါရစ်တယ်ခါရစ်ခုနကောင်ခါရစ်ဒီမှာဒီမှာကိုဝင်နေတာဟောအမနေမယ်ကိုကပူတဲ့ဟာတောင်းမှနေအောက်ချင်းကကြီးပဲဒီမှာဆိုလဲရေတကုံပေါ့နော်ဒီနေရာလေးစက်ပုံရိုင်လေးဖလာတယ်ပြီးတော့ထဲမှာငှက်တွေလည်းတော်တော်ခုနအောက်ချင်းငှက်တွေဆိုရင်အကြီးပဲဒီဘက်မှာဆိုရင်လည်းဒေါင်းနေအတန်းလိုက်ကြီးကိုထိုင်နေတာဒေါင်းပြားတဲ့ဟုတ်လားဟိုမှာ1 2 3 4 5 6 9 10ကောင်ဒီဘက်မှာဒေါင်းပြူလေးတောင်းပြီလေကိုတောင်းပြီသူကလည်းငါသူ့ချစ်တလားလားအမိပြက်တာနဲ့ပဲအမဖြစ်သွားတယ်ဟေးအမအဲ့ဒီမေး
ဒေါင်းကလေးရဲ့တဲ့ဒီမှာဆိုလဲစမ်းသက်လွတ်ချန်လို့ရေးတာဒီထဲမှာကျွန်တော်ဒေါင်းအမလေးလားဒီနှစ်ကလေးရှိတယ်ကျွန်တော်တင်တာခုမှဖမ်းလာတဲ့ကောင်ပေါ့နော်တိတ်မရင်တဲ့ကောင်လေးကိုသူများနဲ့ရှားကောင်တွေထားရင်စင်ပြေလားမပြေလားဘောနော်ခဏထားကြည့်ရတာဖြစ်မယ်